အိမ်ကကြက်တွေပါအကုန်လုံးကအမဲရောင်တွေကြီးပါပဲလို့ဒီမှာအကုန်လုံးကကြက်မဲတွေကြီးပဲကြက်မဲတွေကြီးပဲဝယ်ခြင်းတဲ့သူတွေရှိရင်ကြက်မဲကြိုက်လို့ရှိရင်ဒီမှာဝယ်လို့ရပါတယ်လို့ကြက်မဲတွေကြီးပဲပေါက်ထားတာပြီးတော့ကြက်မဲတွေကြီးပဲအကြီးတွေလည်းဒါတော့ရှောက်ပင်ဖက်ပါအပင်ကတော့စုံပါဟိုမှာကြက်မဲတွေပါပဲအိမ်မှာကြက်မဲတွေဖြစ်ပါတယ်ကြက်မဲတွေဟိုမှာဝက်ချံပါဝက်ရှိပါတယ်ဒီမှာလဲဟိုမှာကြက်ဖတဲ့ကောင်လေးကြက်မဲပါဒီကောင်ကအနီးတော့နည်းနည်းပါတော့ပေါ့ဒါနဲ့ဝက်စာပေးအိမ်ကနေယူပါတယ်ဒီမှာကြက်မဲတွေပဲဒီမှာကြက်နီဟိုမှာဝက်တွေရောက်ရှိတယ်လိုက်ပြမယ်နော်ဘာဝအိမ်လေးဆိုတော့ဝက်တွေကြက်တွေနဲ့ခွေးတွေနဲ့ပေါ်မှာပေါ်ဒီမှာဒီကောင်တွေဖြစ်ပါတယ်တွေးမယ်ပေါ်မယ်ရောင်းမယ်ပြီးတော့ပြန်ဝယ်မယ်ပေါ်မယ်ရောင်းမယ်ကောင်လေးတွေဖြစ်ပါတယ်ဝက်သားကြိုက်တဲ့သူမာလို့ရပါတယ်ကောင်းနေဖြစ်ပါတယ်ဒီမှာကြက်တွေကလည်းဝတ်ချံမှာလည်းလာတာပဲဘိုးမတကားကြက်တွေလည်းရှိပါတယ်ကြက်တွေပြမယ်နော်ကြက်တွေကိုလည်းဒီမှာမထဲတော့မနော်ဒီမှာကြက်တွေအမဲလေးတွေပေါက်ထားတယ်နှစ်အုပ်သုံးအုပ်ပေါက်ထားပါတယ်ကြက်တွေဘယ်လိုလေးပါနော်ဝက်လိုက်ပြမယ်ဝက်ဒီမှာဝက်ပြပါမယ်ဝက်မှာဒါတော့ဝက်ဖြစ်ပါတယ်ဒီကောင်ကိုမကြခင်မှာရောင်းမှာဖြစ်ပါတယ်ဝက်တုတ်ကလေးဖြစ်ပါတယ်ဝက်နှစ်ကောင်ကိုဘယ်လောက်50နဲ့ဘယ်လောက်နဲ့ဝယ်ထားတာ3ကောင်ကို50နဲ့3သိန်းဖြစ်ပါတယ်50နဲ့3သိန်းနောက်တစ်ကောင်နောက်တစ်ကောင်တက်ပြီးသွားပြီဒါတော့မာတာမိခင်တထေးမကြီးဖြစ်ပါတယ်ဘောစီ